ဒီနေ့ကတော့တားတော်မောင်ခွေကိုရေဦးကပို့မှာဖြစ်ပါတယ်။သူကတော့သွားခြင်းလို့ဖိနေကြောကြောဖြစ်နေရုပ်ကြည့်ပါဦး။အပြင်သွားမယ်ဆိုရင်အရန်ပျော်တော့ကားမထွက်သေးသူကဖိနေကြောကြောဖြစ်နေပါပြီ။တောက်เสียလေးခဏသွားဝယ်တော့စောင့်နေရုပ်ကြည့်တယ်မှာအဖေကလည်းစားတောက်နေမျက်နှာကြီးနှစ်ယောက်ကိုကြည့်ကြပါဦး။အထွက်နေပါပြီ။စပါးကိုသွားနေပါပြီ။ဟဲ့ကားစီးရစမ်းစပါးသွားဖို့အရင်ကပြောရွှင်နေပါတယ်စပါးတော့မဟုတ်ဘူးနော်ရေကူးဖို့ပါသွားနေကြပါတော့3ရက်တစ်ခါတော့လိုက်ပို့နေကြဆရာသမားတော့ပြင်ကြောကြောဖြစ်နေပါပြီဆရာသမားပြင်ကြောကြောဖြစ်နေရောက်တာနဲ့တန်းပြေးရပဲသူ့ရင်သူ့ရလုံးပဲအဖေမေတော့မဆောင်တော့နောက်ကိုလှိမ့်မကြည့်တုတ်ချီတင်သွားတယ်ရောက်တာနဲ့ surprise cake အနေနဲ့အီးပါချလိုက်ပါပြီ။မချီးပုံလောက်ကြီးရှိပါတယ်အီးပုံကြီး။အီးပါပြီရနဲ့တားမရစီးမြ level ကြီးတန်းလန်းနဲ့ရေကန်နဲ့ခုံချသွားပါတယ်။ဗီဒီယိုရိုက်ဖို့တော့မမီးလိုက်ပါဘူး။ပါလား။ရေနဲ့ပြီးသေးွားလားရေကူးခံပြီးရ။ရေကူးက9မိနစ်လောက်ရှိနေပြီကျိုးဖြုတ်ဖို့တော့အချိန်မပေးဘူး။ထွက်ပြေးနေရေကန်နဲ့။ရောက်တာနဲ့ကူးတာဆိုတာရေကန်တစ်ခွင်ပြဲပြဲစင်ပါပဲ။ဒီလောက်တောင်ရေကူးတော့ဝါသနာပါနေမောင်ခရစ်ကိုနောက်နေ့အိုလံပစ်ကြလို့ရှင်သူ့ရေကူးဝင်ပြန်ခိုင်းကောင်းလားမသိနော်ကူးတာကူးနေတော့မှာပဲဒါပေမဲ့ရှားတော့အတောင့်လိုက်ထွက်နေပါပြီရေကူးကနေရောက်သွားရင်အဖေမေခေါ်ရလဲအဖက်မလုပ်တော့ပါဘူးပြည့်ရေလေပတ်ကိုသူများဖြုတ်ပေးရမရလို့အဖေကိုယ်တိုင်လာဖြုတ်ပေးတော့သူ့ကိုခေါ်တယ်ပြန်ခေါ်တယ်ထင်ပြီးပတ်ပြေးနေပါတယ်ဒါကတော့စီနီမထရစ်မုန်လေးနဲ့ကြိထားတဲ့လက်ချက်လေးဖြစ်ပါတယ်ဒီမှာလာပါပြီစတိုးမှုတကွက်မောင်ခရီးရဲ့ခံရမှုကြီးကိုဖီမီကိုယ်တိုင်တော့ကြွေးစင်းနေရပါတယ်ယူကန်နဲ့စင်းမီဘယ်တော့မှပြန်မတက်တဲ့မောင်ခရီးကိုပြန်ခေါ်ဖို့အတွက်စစ်ကူတွေရောက်ကြည့်လာပါပြီလူကလေပေါ်မှာလာရောက်နေလက်ကရေးဆက်လိုက်ကူးနေလို့ဖြစ်ပါတယ်ဝကြီးကိုတယောက်တည်းချီရတယ်မနိုင်မနှင်းဖြစ်နေလို့နောက်ကောင်လေးတယောက်ကဝင်ပြီးတော့ကူးချီပေးရပါတယ်ဒါတော့မှသူကနင်းကန်ပြီးရေတံကန်တွေကိုပြန်လဲဆွဲချနေပါတယ်ကိုနောက်ဆုံးတော့ပါသွားပါပြီခင်ဗျာမောင်ခရကြီးမလိုက်ချင်နေပါတဲ့လို့ပြောနေရေကူးပြီးအိမ်တိုင်းမှာလုံးဝပြန်ကျင်တော့ပါပဲထားခဲ့ပါတော့နင်